အားလုံးပဲမင်္ဂလာပါမြန်မာ SPD ကနေကြိုဆိုပါတယ်1941ခုနှစ်ဇွန်လမှာဂျာမနီရဲ့ပန်ဆာတပ်မဟာတွေဟာဆိုဗီယက်ပြည်ထောင်စုတပ်ကို Operation Barbarossa နဲ့ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်ဂျာမန်စစ်သည်နာမတိတွေဟာဒီစစ်ပွဲကိုတတိပတ်အနှဲငယ်တွင်အနိုင်ရလိမ့်မယ်လို့စိတ်ချလက်ချယုံကြည်ထားခဲ့တာပါဒါပေမဲ့စိတ်ညစ်ညစ်မှာတော့သူတို့ရဲ့အတွက်ချက်မှုအကုန်လုံးကိုပြောင်းလဲသွားစေခဲ့တဲ့မကောင်းဆိုးဝါးကြီးတစ်စီးထွက်ပေါ်လာခဲ့ပါတယ်ဂျာမန်တစ်ကားဖြက်အမြောက်တွေကပြစ်ခတ်လိုက်တဲ့ကြီးတွေဟာဒီတစ်ကားကြီးရဲ့လက်ချက်ကာကိုထိမှန်ပြီးဆင်ထွက်သွားကြပါတယ်ဂျာမန်တို့လုံးဝမမျှော်လင့်ထားခဲ့တဲ့ဒီလက်ချက်ကရဲတိုက်ကြီးရဲ့နာမည်ကတော့ KB1 တစ်ကားပဲဖြစ်ပါတယ်1930လွန်နှစ်တွေမှာဆိုဗီယက်ပြည်ထောင်စုဟာရန်သူခံစစ်လိုင်းတွေကိုစစ်စစ်ညက်ရိုက်ချီဖျက်နိုင်မဲ့ Heavy တစ်ကားတစ်စီးလိုအပ်နေခဲ့ပါတယ်1939ခုနှစ်ဖင်လန်နိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့ဆောင်းရာသီစစ်ပွဲမှာဆိုဗီယက်တို့ရဲ့ Multi-Turret တစ်ကားတွေဟာထင်ထားတယ်လို့အလုံးမဖြစ်ခဲ့ပါဘူး။အဲ့ဒီအချိန်ကဆိုဗီယက်အာမီမှာတစ်ကားတွေအတွက်ကွန်ဆာတစ်တစ်ခုလိုအပ်နေခဲ့ပါတယ်။လက်ချက်ကာကွယ်ကောင်းပြီးချီလီတပ်ဖွဲ့တွေကိုကောင်းမွန်စွာ support ပေးနိုင်မဲ့တစ်ကားမျိုးပါ။ဒါကြောင့် Soviet Defense Minister ဖြစ်တဲ့ Kremlin Voroshilov ကိုဆွဲပြုပြီးပြည်စင်တစ်ခုတည်းပါတဲ့ KB1 Heavy Tank ကိုဒီဇိုင်းထုတ်ခဲ့ကြပါတယ်။ KB1 ရဲ့ရွယ်ချက်ကရှင်းပါတယ်။ရန်သူအမြောက်တံကိုကြိုက်ကြမ်းခံပြီးရှီဆိုးကနေအကောက်ကွယ်ယူထုတ်ဖောက်ပေးဖို့ဖြစ်ပါတယ်။1941ခုနှစ်မှာ KB1 ရဲ့အဓိကအစွမ်းထက်ဆိုလက်နက်ကတော့သူ့ရဲ့လက်ချက်ကအာမာပဲဖြစ်ပါတယ်။အထူး 85mm ကနေ 90mm အထိရှိတဲ့သူ့ရဲ့လက်ချက်ကားတွေဟာအဲ့ဒီအချိန်ကဂျာမန်တို့ရဲ့ပုံမှန် PAK-36 တစ်ကားပြက်အမြောက်တွေကိုလိုဝကစားစရာလိုဖြစ်စေခဲ့ပါတယ်။ဂျာမန်စစ်သည်တွေဟာ PAK-36 ကိုတကားခေါက်အမြောက်လို့တောင်နောက်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ KB1 ရဲ့လက်ချက်ကာကိုသွားပြီးရင်တကားသွားခေါက်တယ်လို့အသာပဲထွက်ပြီးကြီးစံတွေပြန်လွှတ်ထွက်သွားတော့ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ KB1 ရဲ့မျိုးကွဲတွေအလိုက်လက်ချက်ကာအထူးအပြောင်းလဲရှိကြပါတယ်။ KB1 ရဲ့အောင်မြင်မှုကိုတည်င်းတွေကြောင့်ဂျာမန်တို့ကတိုက်ကားတန်းဒီဇိုင်းကိုအရှိန်မြင့်ဖန်တီးခဲ့ရပါတယ်။ဤပညာပိုင်းအရကြည့်ရင် KB1 ဟာအင်ဂျင်ပိုင်းမှာ900မြင်းကောင်ကြီးအားရှိတဲ့ V2K V12 ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားပါတယ်။ပင်မလက်နက်အဖြစ်86.2mm F34 အမြောက်ကိုသုံးစွဲထားသောကြောင့်1941ခုနှစ်မှာရှိသမျှဂျာမန်ပန်ဆာ3နဲ့ပန်ဆာ4တေကားမှန်သမျှကိုတိုက်ခိုက်နိုင်ဖို့လိုလောက်တဲ့ fire power ရှိခဲ့ပါတယ်။တေကားတစ်စီးလဲပနိုင်ဖို့အတွက်အထက်မှာတပ်သား9ဦးတောင်းယူရပါတယ်။ဒါပေမဲ့တေကားရဲ့စက်ပိုင်းဆိုင်ရာကြားတန်းမှုတွေကြောင့်သူတို့တောင်းဝန်တွေကိုထမ်းဆောင်ရတာငရဲခန့်တစ်ခုလိုခက်ခဲခဲ့ပါတယ်။တစ် driver ရှိဘက်မှာထိုင်ရပြီး48တန်လေးတဲ့ heavy တန်းကြီးကိုမောင်းနေရသူပါ။ KB1 ရဲ့ဂီယာဘော့ဟာအလွန်လေးလုံးတာကြောင့်မောင်းနေသူဟာဂီယာထိုးဖို့သံတူကြီးကိုအားကိုသုံးရပါတယ်။ဒါတင်မကသေးပဲရှေးကြီးဘရီစကိုကအလွန်ချင်းမြောက်လုံးတာကြောင့်စစ်မြေပြင်မှာမြင်ကွင်းအင်မတန်အားနည်းခဲ့ပါတယ်။နှစ် loader 3 gunner တို့ဟာမျိုးစင် turret ထဲမှာရှိကြပြီး loader ကလေးလံတဲ့ 86.2mm ကြီးတွေကိုနေရာကြီးချမ်းတဲ့အထက်မှာအချိန်နဲ့တပြေးညီကြီးပြပေးရပါတယ်။ gunner ကတော့အမြောက်ကိုချိန်ရတာပါ။ဒါပေမဲ့ Tower Lighter စနစ်ကအရန်လေးလုံးတာကြောင့်အမြောက်ချေပွဲအတွက်လက်ကင်ပြီးကိုအားကိုမနာတမ်းလှည့်ပေးခဲ့ကြရပါတယ်။3 Commander 4 Radio Operator Commander ဟာတိုက်ပွဲတစ်ခုလုံးကိုဦးဆောင်ညွှန်ကြားသူဖြစ်ပေမဲ့ KB1 ရဲ့ Commander တွေမှာအပြင်ကို360ကြည့်နိုင်တဲ့ Cupola မပါတာကြောင့်ရန်သူဒီနေရာကိုရှာရတာအရန်ခက်ခဲခဲ့ပါတယ်။ Radio Operator ကတော့ Radio ဆက်သွယ်ရေးကိုတာဝန်ယူရတာပါ။1941တိုက်ပွဲတွေအတွင်း KB1 ရဲ့အထင်ရှားဆုံးတိုက်ပွဲကတော့ Rossinian တိုက်ပွဲပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာ KB1 တေကားတစ်စီးတည်းဟာဂျာမန်စစ်ပန်ဆာ Division တစ်ခုလုံးရဲ့ချီတဲအလန်းကြောင်းပေါ်မှာပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ဂျာမန်တို့ကတေကားပေါင်းများစွာနဲ့တိုက်ခိုက်ခဲ့တယ်လို့ 50mm တေကားပြအမြောက်တွေနဲ့နေရာစုံကနေဝိုင်းဝန်းပစ်ခတ်ခဲ့ပေမဲ့ကြီးတွေဟာ KB1 ရဲ့လက်ချက်ကာကိုထိပြီးပြန်ပန်းထွက်သွားခဲ့ပါတယ်
ဂျာမန်တပ်ဖွဲ့တွေဟာညဘက်မှာခုံးဝင်ပြီးမိုင်းဘုံးတွေနဲ့ဖောက်ခွဲဖို့ကြိုးစားခဲ့တယ်လို့39မီလီမီတာအမြောက်တွေနဲ့ပါအနီးကပြစ်ခတ်ခဲ့ပေမဲ့ KB1 ဟာမပျက်စီးခဲ့ပါဘူးဒီ KB1 တစည်းတဲ့ကြောက်ပဲဂျာမန်ပန်ဆာတပ်မှတစ်ခုလုံးဟာတရနီးပါးကြောင်ရှီဆက်မတက်နိုင်ပဲအကျုပ်တရားနဲ့ပိတ်မိနေခဲ့ရတာဖြစ်ပါတယ်။ဒါဆိုရင်ဂျာမန်တွေကဒီလိုကန်ချက်ကထူထပ်လာတဲ့ KB1 တွေကိုဘယ်လိုနည်းနဲ့ရတိုက်ခဲ့ကြပါသလဲ။ဂျာမန်တွေဟာသူတို့ရဲ့တိခါဖျက်အမြောက်တွေသုံးမရတော့တဲ့အခါမူလကလေကြောင်းကွယ်ရေးမှာသုံးတဲ့88မီလီမီတာအမြောက်ကြီးတွေနဲ့ဓာတ်ရိုက်ပြစ်ခတ်တာမျိုးဒါမှမဟုတ်လေကြောင်းကနေဘူကျဲလင်တွေနဲ့ပြစ်ခတ်တဲ့နည်းလမ်းတွေကိုပြောင်းလဲသုံးစွဲခဲ့ကြရပါတယ်။ဒါပေမဲ့ KB1 ဟာလုံးဝအပြည့်မရှိတဲ့တီကာတစီတော့မဟုတ်ခဲ့ပါဘူး။48တာခန့်အလေးချိန်ရှိတဲ့ KB1 ဟာသူ့ရဲ့အလေးချိန်ကြောင့်အလွန်နှေးကွေးခဲ့ပါတယ်။ဂီယာပုံးနဲ့ transmission ပြဿနာတွေခါးစည်းခံခဲ့ရတယ်လို့တီကာမောင်းသူတွေအတွက်မြင်ကွင်းကြည့်ရတာလည်းအလွန်ခက်ခဲခဲ့ပါတယ်။1941တိုက်ပွဲတွေမှာပျက်စီးသွားတဲ့ KB1 အများစုဟာဂျာမန်တွေဖျက်ပေးလို့မဟုတ်ဘဲဤပညာချုံရင်းမှုဓာတ်စီပြလတ်မှုဒါမှမဟုတ်ရှုံးတော်ထဲနေသွားတာကြောင့်ဆိုဗီယက်တပ်သားတွေကိုယ်တိုင်စော်ပြေးခဲ့ရတာဖြစ်ပါတယ်။1940နဲ့1943ရောက်တဲ့အခါဆိုဗီယက်တို့ဟာ KB1 ရဲ့အလေးချိန်ကိုလျှော့ချပြီး KB1S ဆိုတဲ့ပုံများတဲ့ version ကိုပြောင်းလဲခဲ့ကြပါတယ်။ဒါပေမဲ့ဂျာမနီရဲ့တိုင်းကားနဲ့ပန်သာတစ်ကားတွေစစ်မြေပြင်မှာထွက်ပေါ်လာချိန်မှာတော့ KB1 ရဲ့86မီလီမီတာအမြောက်ဟာဂျာမန်တပ်ချက်ကားတွေကိုထုတ်ဖော်နိုင်ဖို့ပုံမှန်ခက်ခဲလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဆိုဗီယက်တို့ဟာ KB series ကနေပုံမှန်အမြောက်ကြီးမားတဲ့ IS-2 Heavy Tank တွေစီကိုလွှဲပြောင်းစားထုတ်ခဲ့ပါတယ်။ KB1 ဟာ Heavy Tank concept ကိုတက်တည်ပြခဲ့ပေမဲ့ရွှေပြောင်းနိုင်စွမ်း mobility နဲ့တပ်ချက်ကာ armor ကြား balance ရှာဖို့လိုအပ်ကြောင်းကိုလည်းသင်ခန်းစာဖြင့်ချန်ထားခဲ့ပါတယ်။ KB1 ဟာစစ်ပွဲတစ်ခုလုံးကိုအဆုံးထိဦးဆောင်သွားနိုင်ခဲ့တဲ့ပြီးဆိုလုံးတဲ့တကားတစီတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့1941ခုနှစ်ရဲ့အမှောင်မိုက်ဆိုးကာလတွေမှာ KB1 ဟာဂျာမန်စစ်တပ်ရဲ့မောက်မာမှုကိုရိုက်ချိုးပြခဲ့ပြီးဆိုဗီယက် heavy tank သမိုင်းရဲ့အရေးပါတဲ့အချုပ်ကွဲတစ်ခုဖြစ်ခဲ့တာတော့ငင်းပယ်လို့မရတဲ့အမှန်တရားပဲဖြစ်ပါတယ်။ကျွန်တော်အခုတင်ဆက်ပေးတဲ့ဒီဗီဒီယိုလေးကိုသဘောကျနေတဲ့ရင်ကျွန်တော်၏မြန်မာ Xperia Channel ကို Subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရစေဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဘေးကင်းလုံခြုံကြပါစေဗျာ။